အတော့ကိုဆိုးဝါးတဲ့ရသိသူတော်စင်တွေကိုပြစ်မှားပြီးတပ်ဖြတ်ရဲတဲ့မင်းစိုးမင်းကြီးဖြစ်တဲ့တဏ္ဍကိမင်းနာလိကေရမင်းအခုလောလောဆယ်တဏ္ဍကိမင်းကကိတဝိဆရသိကိုစော်ကားလိုက်တယ်ရှေ့သမိုင်းထဲမှာနာလိကေရဆိုတဲ့ဘုရင်ကရသိကိုစော်ကားဘူးတယ်ဣစုနဆိုတဲ့ဘုရင်ကြီးကလည်းဟုတ်ရှိတော့ရသိကိုစော်ကားဘူးတယ်ကလာဘူးဆိုတဲ့ဘုရင်ကလည်းပဲခန္တီဝါရီရသိကြီးကိုစော်ကားခဲ့ဘူးတယ်ညှင်းဆဲနှိပ်စက်ခဲ့ဘူးတယ်အဲ့တော့ဒီမင်းကြီးဟာအသေးဆုံးနဲ့တည်သွားကြတယ်တဏ္ဍကိမင်းလည်းအသေးဆုံးနဲ့တည်သွားပြီနာလိကေရမင်းလည်းအသေးဆုံးနဲ့တည်သွားတယ်ဣစုနမင်းကလည်းအသေးဆုံးနဲ့တည်တယ်ကလာဘူးဆိုတဲ့သမိုင်းရှိကသမိုင်းမှာရှိတဲ့ဒီဘုရင်ဟာလည်းဗာရဏသီယဘုရင်ဟာလည်းအသေးဆုံးနဲ့တည်သွားအဲ့တော့တည်သွားပြီးတော့သူတို့အခုဘယ်ပုံရောက်နေသလဲဆိုတော့သူတို့ဒီမင်းတွေကသိချင်တယ်ဘာဖြစ်လို့လဲဆိုဒီဖြစ်ဖြစ်တွေကသူတို့တိုင်းပြည်နဲ့နီးတဲ့မင်းတွေအကြောင်းအခုလောလောဆယ်ဖြစ်တဲ့တဏ္ဍကိမင်းရဲ့အခြေအနေနဲ့အလုံးသမိုင်းကြောင်းမှာပါတဲ့နာလိကေရဣစုနကလာဘူးဆိုတဲ့ဘုရင်တွေရဲ့လာရဂတိသိချင်ကြတယ်သူတို့ဘယ်ပုံရောက်ပြီးတော့ယသိတွေကိုနှိပ်စက်ညှဉ်းပန်းခဲ့လို့အခုဘယ်ပုံမှာရောက်ပြီးဘယ်လိုခံစားနေကြရတယ်ဆိုတာဒီမိကုံးမေးချင်တယ်အဲ့ဒီမိကုံးကိုတရားမင်းကြီးကမေးပေးလိုက်တာပေါ့နော်တေတံကတိံပြုဟိသူပပကမိနံမကောင်းမှုကိုရဲဆက်ဆက်လုပ်တဲ့ဒီမင်းလေးပါဟာဘယ်ပုံများရောက်နေကြတော့ကတ္ထုပပန္နာဣတိနံဝိဟိတကယသိတွေကိုညှဉ်းပန်းနှိပ်စက်စော်ကားတဲ့ဒီပြင်လေးပါဟာဘယ်ဘဝမှာဖြစ်နေကြတော့ဆိုရယ်မိကုံးကိုမေးကြတာပဲနော်ခုလေဗမာပြည်မှာတစုံတယောက်ဆုံးသွားလို့ရှိရင်လေချွန်နဲ့ဆိုတာရှိတယ်လို့ပြောတယ်တော့မေးကြတယ်ဘယ်ရောက်နေတော့ဘယ်ရောက်နေမှန်လားမမှန်လားတော့မသိဘူးနော်အခုကဒီတရပင်ကဆရာကြီးကိုအာကိုတကြီးနဲ့ဒီဘရင်တွေကဒီဘရင်တွေရဲ့လာရဂတိကိုသိချင်လို့သူတို့လာမေးတာအဲ့ဒါတရားမင်းကြီးကမေးလိုက်တဲ့အခါမှာတရပင်ကဆရာကြီးကတူးစီရဲ့အကြောင်းကိုရှင်းပြတယ်အခုလောလောဆယ်ဖြစ်ပေါ်နေတဲ့ကိတံဟိဝိဆံအဝကိရိယဓဏ္ဍကိဒီကိတဝိဆယသိကိုတတွေးတွေနဲ့ထွေးအကြီးကြီးတွေနဲ့သုံးလောင်းပြီးတော့စော်ကားတဲ့ဓဏ္ဍကိဘုရင်ကြီးဟာဥစ္စိဏမူလောသာဇနောတရထောသူ့ရဲ့တိုင်းပြည်ကလူသူ့နိုင်ငံနဲ့သူ့နိုင်ငံမှာရှိတဲ့သူ့ကိုသဘောတူရှင်းတဲ့အားရထောက်ခံကြတဲ့လူတွေကအပါအဝင်သူတို့ဟာပြဘူးငရဲကိုရောက်နေကြတယ်ဆိုတဲ့အကြောင်းနော်တတ္တဖုလိန်္ဂာနိပတ္တန္တိကာယေသူ့ကိုယ်ပေါ်မှာဒီမိရဲနေတဲ့မိချီခဲတွေမိတောက်မရှိတဲ့နီရဲနေတဲ့မိချီခဲတွေဟာဒုက္ခနာကိုယ်ပေါ်မှာကြာပြီးတော့လောင်ကျွမ်းခြင်းကိုခံလို့ဆင်းရဲဒုက္ခခံနေရတယ်ဆိုတဲ့အကြောင်းတရပင်ကယသိကြီးကစပြီးတော့ဖြေတယ်ဖြေုံနေမကဘူးသူ့ရဲ့အစွမ်းတကူနဲ့အဲ့ဒီမြေကြီးထဲမှာငရဲခန့်နေရဖုံကိုပါမိမောင်းထုတ်ပြီးတော့ပြလိုက်တယ်တကယ်တကူစွမ်းနဲ့မြေကြီးခွဲပြီးတော့ငရဲခန့်နေရဘုံကိုပါလူတွေချိလို့ရအောင်ပြတယ်အဲ့တော့ဒီလိုငရဲခန့်နေရတဲ့ဓဏ္ဍကိမင်းဟာကိတဝိဇ္ဇယသိပေါ်မှာဘလို့ပြမှားတာတော့လို့ဆိုဇလန်းကခဏိခေတ်ကလူတွေနဲ့လည်းခတ်ဆင်တယ်ရှိတယ်နော်အဲ့ဒီမှာကိတဝိဇ္ဇယသိဟာဓဏ္ဍကိမင်းရဲ့ဒီဥယျာဉ်ထဲမှာတရင်သုံးနေထိုင်တာသူတရားလေးသူနှလုံးသွင်းဇာပင်ညင်ဝင်စားလို့အကျင့်သိက္ခာနဲ့နေတဲ့ယသိ
သို့တော့ယသိဆိုတာယသိရဲ့ထုံနှံစင်လားမုတ်စိတ်တွေကိုလှလှပပပြင်းနာမရှိဘူးစံจิตတွေကိုလှလှပပပြင်းနာမရှိဘူးဘေးကနေကြည့်မယ်ဆိုညစ်ညစ်ပတ်ပတ်ပေါ့မုတ်စိတ်ကြီးဖွာရရနဲ့ညစ်တိညစ်ပြီးအဲ့လိုနေတာမြင်တော့သူတို့စိတ်ထဲမှာဒီကြည်ညိုတဲ့လူကတော့ယသိသူတော်စင်ဆိုပြီးတော့ကြည်ညိုတယ်မကြည်ညိုတဲ့လူဖို့ကြတော့သူကကြောက်စရာကောင်းတဲ့လူယုံမှအနေထားကိုမြင်ကြတယ်အဖြစ်ပြက်ကဘယ်လိုဖြစ်တော့ဆိုအဲ့ဒီတဏ္ဍကိဘုရင်ကြီးကခန့်ထားတဲ့ရှေးခေတ်ကတော့ဒါယာရုအနေနဲ့ခန့်ထားတာသူ့နိုင်ငံမှာအချောဆုံးအမျိုးသမီးကိုပြည်တစားအဖြစ်ခန့်ထားတေချာလာကတွေပေးလို့နေအိမ်နေနဲ့ဘုရင်ကနေပြီးတော့တေချာခန့်ထားအချမ်းရံနေနဲ့အကြောင်းတစ်ခုကြောင့်မကြေညာလို့အဲ့ဒီပြည်တစားမကိုယာရုချလိုက်တယ်ဘုရင်ကြီးကပြန်ရုပ်သိမ်းလိုက်တယ်ပြန်ရုပ်သိမ်းလိုက်တော့အဲ့ဒီပြည်တစားအမျိုးသမီးဟာစိတ်ပြက်လက်ပြက်ဥယျာဉ်ဘက်ကိုထွက်လာရင်အဲ့ရသေးကြီးနဲ့တော့တွေ့တဲ့အခါမှာကြည်ညိုရမယ့်အစာသူဘာဖြစ်တော့ဆိုတကောမှယာရုပြုတ်လာလို့စိတ်ကမကြည်မလင်ဖြစ်အခုလိုမိုးစိတ်မွေးတွေနဲ့ညစ်ညစ်ပေပေနဲ့ပိန်းနေတဲ့ရသေးကြီးပိန်ကက်ကရသေးကြီးကိုမြင်တဲ့အခါမှာသူ့စိတ်ထဲမှာချက်တည်းမရှိလိုက်တာလို့သူတို့ကအလှပကြိုက်တဲ့လူတွေဆိုတော့လေရှုပ်ဆိုးတာမြင်တဲ့အခါကျတော့မကြိုက်ကြမကြိုက်တော့သူကောင်းထဲမှာဘာပေါ်လာတော့ဒါသူယုံမှဖြစ်တော့တယ်ပေါ့အဲ့တော့ငါမှလည်းပဲအခုချိန်ကံမကောင်းဘူးကံမကောင်းလို့မကောင်းတဲ့ကံတွေရေရခြေမှပဲအခုလို့သူယုံမှပေါ့ပါတတွေးထွေးပြီးတော့ရေရခြေလိုက်ရလို့ရှိရင်ငါယာရုပြန်ရနိုင်တယ်လို့တွေးပုံကအဲ့လိုတော့တွေးတာနော်အဲ့တော့ဘာလို့တုံဆိုတော့အယသေးကြီးထိုင်းနေတဲ့အနီးသွားပြီးတော့ခေါင်းကိုတရိနဲ့ထွေးတယ်တရိနဲ့ထွေးအိန္ဒိယထုံးတဲ့စင်လာဓမ္မရိုးချိုးပြီးတပူလုတ်ပြီးတော့သုံးတယ်ခုခေတ်လို့သွားလိုက်တာမသုံးဘူးအိန္ဒိယမှာဂဏိခေတ်တီအောင်ရှိအဲ့ဒီဓမ္မရိုးကိုဝါပြီးတော့အဲ့ဒီသူ့ရဲ့သွားတိုက်ထားတဲ့ဓမ္မရိုးတွေကိုလည်းယသိရဲ့ခေါင်းပေါ်မှာတင်လိုက်တယ်အဲ့လိုရေရခြေတဲ့အနေနဲ့သူ့ရုပ်မာကိုဒီလိုလှုပ်လို့ရှိရင်ငါကံပြန်ကောင်းလာလိမ့်မယ်လို့အထင်နဲ့လှုပ်လိုက်တာအဲ့တော့လုံးသွားပြီးရှေမိုးချုပ်ပြီးအိမ်ပြန်ရောက်တဲ့အခါဘုရင်ကြီးကခေါ်တယ်ခေါ်ပြီးတော့ငကိုရတို့အတိုင်းပြန်ခန့်လိုက်တာအဲ့တော့သူစိတ်ထဲမှာဘလို့ဖြစ်သွားတော့ဆိုအေးငါရေရချိန်လိုက်တာကြည်ငါရတို့ပြန်ရပြီငါရေရသိကောင်းတာပဲဗမာပြည်ကလူတွေလည်းတချို့ရှိတယ်နော်ရေရချိန်တယ်ဆိုတာအဲ့တော့ဒီစာပေကျမ်းမှာကလိပဝဟိတဝါကလိဆိုတာစက်တိရုပ်နေတဲ့အနေအထားမျိုးကိုစက်တိပြန်တင်ပေးတယ်ပေါ့ဗမာတွေကတော့တဏှတယ်ဆိုပြီးတော့တယောကင်မွန်းနဲ့ရေချိုးတာတို့ခေါင်းလျှော်တာတို့လုပ်လို့ရှိကြဒီယူဆရှိတယ်မသွားတဲ့နေရာသွားမိသွားလို့ရှိရင်တဏှတယ်ဆိုတချို့များဆိုအတုဝပို့ပြီးရင်တော့တဏှတယ်ဆိုပြီးတော့ဓမ္မဟိုရင်ပေါ့ဒီခေါင်းလျှော်ရည်နော်တယောကင်မွန်းနဲ့ရေချိုးပြီးတော့မှအိမ်မောမှာတက်ကြတယ်ယူဆွဲတယ်ဒီယူဆွဲဆိုတာကလူမျိုးတိုင်းမှာလည်းရှိတတ်ပါတယ် tradition ပေါ့နော်သူတွေရဲ့ယုံကြည်ချက်တခုလုပ်လိုက်လို့ရှိရင်အကျိုးရလိမ့်မယ်လို့စိတ်ကထင်တာဟုတ်ထင်တော့သူတို့စိတ်ထဲမှာအခုလိုရုပ်မာတဲ့ပုဂ္ဂိုလ်ပေါ်မှာငါရဲ့အညစ်အကြေးတွေပို့လိုက်လို့ရှိရင်ငါကံပြန်ကောင်းလာမယ်ကျက်တည်ရုပ်နေတာတွေကပြန်ပြီးကျက်တည်တိုးတက်လာမယ်လို့ထင်ပြီးတော့လှုပ်လိုက်တာအဲ့ဒါဒီထမ်းသီးကြွေကြိုက်ကြီးပြန်ကြိုက်ပေါ့တိုက်ဆိုင်သွားတာမျိုးတွေကရှိတတ်တယ်အဲ့ဒီမှာလူတွေကယုံသွားတတ်တယ်အဲ့ဒါကိုသိတ္တိထားဖို့ကောင်းတယ်ဘုရားဘာသာတွေအနေနဲ့တိုက်ဆိုင်မှုဆိုတာဖြစ်တတ်တယ်ဒါကြောင့်မဟုတ်ပြီမလို့တိုက်ဆိုင်တာအဲ့လိုသူရာတို့ပြန်ရတဲ့အခါသူကယုံကြည်သွားတယ်ဒါ
အဲ့မှာမကြခင်ပဲသူယာရုပြန်ရပြီးတဲ့နောက်ပရောဟိတ်ပုံနာကြီးကလည်းအကြောင်းတစ်ခုခုကြောင့်ယာရုဖြုတ်ခံလိုက်ရပြန်တယ်ယာရုဖြုတ်ခံလိုက်ရတော့မကြခင်မှာယာရုပြန်ရတဲ့ပြည်စစာမြို့သမီးရှိသွားပြီးတော့မင်းဘယ်လိုလုပ်ပြီးယာရုပြန်ရတော့ငါလည်းယာရုပြုတ်သွားပြီဘာလုပ်တုံးလို့ဆိုသူလှုပ်တာကိုသူအကြံပေးတယ်သူရေရခြေတာကိုအကြံပေးတယ်ဥယျာဉ်ထဲမှာတဲ့ရသေးရုပ်ကြီးရှိတယ်ပေါ့အဲ့ဒီရသေးကိုဆံရစ်ပေါ်မှာဒရေထွေးညစ်ပေတာတွေသူခန္ဓာကိုယ်ပေါ်ပို့လိုက်လို့ရှိရင်ငါတို့မှရှိတယ်မကောင်းတဲ့အရာတွေဟာသူ့ရုပ်မှာပေါ့ရောက်သွားပြီရေရခြေတယ်လို့ပြောတော့ပရောဟိတ်ပုံနာလည်းဘယင်ကိုအကြံပေးနေတာဖြစ်ပေမဲ့လို့ဒီဘက်ကျတော့သူကအသိဉာဏ်မရှိဘူးနော်တော်တော်များများလူဆိုတာကိုလေးလာတဲ့ဟာလောက်ပဲသိတာယုံကြည်မှုနဲ့ပတ်သက်လာရင်အားရတယ်ဒီကနေ့ခေတ်သိပ္ပံဆရာတွေပဲကြည့်ဘာသာရေးနဲ့ပတ်သက်လာလို့ရှိရင်သူတို့မဆုံးဖြတ်နိုင်ဘူးသိပြီယုတ်တိရှိသလားမရှိဘူးလားမရှိတာလည်းလက်ခံနေတာပဲဒီပြနေရာကျတော့သိပ္ပံနိချလို့ပြောတယ်ဘာသာရေးနဲ့ပတ်သက်ပြီးရင်တော့သိပ္ပံနီးမကြလည်းပဲသူတို့လက်ခံနေကြတာတွေရှိတယ်ပေါ့နော်အဲ့တော့ဘာသာရေးနဲ့ပတ်သက်ပြီးတော့အားနေကြတယ်ဆုံးဖြတ်ရဲကြအောင်အဲ့တော့ပရောဟိတ်ပုံနာရဲ့လေဒီပြည်စမှာပြောတဲ့ဟာကိုယုံကြည်သွားတယ်သူကယုံကြည်ပြီးတော့သူလည်းဥယျာဉ်နဲ့သွားပြီးအဲ့ဒီရသေးရုပ်ဆိုပြီးတော့တရွေးနဲ့ထွေးအငြိကြီးတွေနဲ့လုပ်ပြီးရေရခြေပြီးပြန်လာခဲ့ပြန်အဲ့လိုခြေပြီးမကြခင်ပဲသူ့လည်းဘယင်ကြီးကပြန်ပြီးယာရုပေးလိုက်ပြန်ဖြစ်ပုံကတော့နော်ဘယင်ကြီးကယာရုပြန်ခန့်လိုက်တော့ဟာဟုတ်ပြီငါရေတွေကကောင်းတယ်ဒါကြောင့်မလို့ယာရုပြန်ရတာပဲလို့အဖြစ်ဖြစ်တွေကဇက်တိုက်ပဲမကြခင်ဘယင်ကြီးကလည်းပဲတိုင်းပြည်မှာဖြစ်ပေါ်နေတဲ့တပုံတကန်တွေကိုနှိမ့်နှင်းမှုစစ်တိုက်ထွက်ရအဲ့တော့ပရောဟိတ်ပုံနာသူကမင်းဆရာဆိုတော့အကြံပေးတယ်သမင်းကြီးအောင်နိုင်လို့ရှိရင်ရေရလောက်သွားပါရေရလောက်သွားရင်တေချာပေါ့အောင်နိုင်ဘာရေရလဲလို့ဆိုသမင်းကြီးဥယျာဉ်ထဲမှာနေတဲ့ရသေးရုပ်ကိုသွားပြီးတော့အခုလိုသူ့ကောင်းပေါ်မှာတသွေးနဲ့ထွေးရအဲ့လိုတသွေးထွေးလို့ရှိရင်သမင်းကြီးရဲ့ခုံကျက်သေးတွေပြန်ရပြီးအောင်ပွဲရပါလိမ့်မယ်အဘိညာဉ်လည်းမိုက်မဲတာဆိုတော့ယုံကြည်တာပဲကျွန်ုပ်တို့ယာရုပြန်ရတာဘုရင်မင်းကြီးတဲ့အောင်ပွဲရမှာသိကြတယ်ဆိုဘုရင်ကြီးကတခါတည်းသူနဲ့အတူထွက်မဲ့စစ်သည်ဘိုးဘာတွေအားလုံးရောရေရခြေရမယ်ဥယျာဉ်ပဲခေါ်သွားတယ်အယသိကြီးဝိုင်းပြီးတွေးနဲ့ထွေးတာပဲလေတကလုံးပေပွားနေအောင်တွေးနဲ့ထွေးသွားကြထွေးပြီးတော့စစ်တိုက်ထွက်ကြအဲ့ဒီအချိန်မှာရသေးကိုချီညိုကိုးကွယ်တဲ့စစ်သူကြီးကရသေးကြီးစီရောက်လာတဲ့အခါဒီအဖြစ်အပျက်ကိုမြင်တော့သူယူကြုံမရဖြစ်ပြီးရသေးကြီးကိုရေမိုးချိုးပေးပြီးကုန်တန်ရှေးတွေသူလှုပ်ပေးပြီးဘုရင်ကြီးကိုဆွေးမထွက်ခင်သွားပြီးတဏှာဥတင်တယ်ဒါဟာတကယ်သူတော်စင်ရသေးကြီးဒါပြမရမကောင်းဘူးပေါ့အဲ့လိုရသေးကြီးကိုပြုစုပြီးတော့မေးတယ်ပေါ့အရှင်ရသေးကြီးအခုလိုစော်ကားတဲ့ပုဂ္ဂိုလ်တွေများဘယ်လိုများအပြစ်ဒဏ်များခတ်မလဲရသေးကြီးကတော့ငါကတော့မေတ္တာမပြတ်ပါဘူးတဲ့သူတို့ဘယ်သူပေါ်မှာငါမေတ္တာမပြတ်ဘူးဒေါသလည်းမထွက်ဘူးတဲ့ဒါပေမဲ့လို့နတ်တွေကစိတ်ဆိုးကုန်ကြပြီတဲ့မကြခင်ရက်9ရက်မှာဒီကမဝတီမြို့ကြီးတစ်ခုလုံးကိုဖျက်ဆီးဖို့နတ်တွေကစီဝေးနေကြပြီဒီလူတွေစော်ကားတယ်အစာဖြောက်မယ်ဆိုပြီးတော့နတ်တွေကစီဝေးနေကြတယ်အဲ့ဒါကိုပြေးပြီးတော့စစ်သူကြီးကဘုရင်မင်းကြီးကိုရှောက်တော့လက်မခံမဲနဲ့ရှေ့တန်းစစ်မျက်နှာထွက်သွားတယ်ပေါ့သူရှေ့တန်းရောက်တဲ့အခါတိုက်ပွဲတွေအောင်ပြီးတော့တိုင်းပြည်ကိုပြန်လာတယ်အဲ့ဘုရင်ပြန်လာတဲ့နေ့ပဲတိုင်းပြည်မှာမိုးလေးကဖွဲနဲ့အေးစိမ့်စိမ့်လေးမိုးလေးရွာချတာ
တိုင်းသူပြည်သားတွေကငါတို့ဘုရင်ကြီးလှုပ်တာမှန်တယ်ကြည့်အေးချမ်းနဲ့တိတ်နိမိတ်ပဲမိုးရွာတယ်ပေါ့လူဆိုတာတော်တော်ခက်တယ်နော်အဲ့သဘောတူလိုက်တာဘုရင်ကြီးလှုပ်တာသဘောတူကြတာအားလုံးသဘောတူရင်လည်းအကုသိုလ်သဘောတူရင်ကိုယ်လည်းပါတယ်နော်ကိုယ်တိုင်တိုက်တွန်းချီးမွမ်းစိတ်တူတယ်ကိုယ်တိုင်လှုပ်တာရဲ့သူများကိုလှုပ်ခိုင်းတာရဲ့တိုက်တွန်းတာရဲ့လှုပ်တာကောင်းတယ်လို့ချီးမွမ်းတာရဲ့စိတ်တူတာရဲ့ခေါင်းငိမ့်တာပေါ့နော်စိတ်တူလိုက်တယ်တို့ဘုရင်ကြီးလှုပ်ထားတာကြောင့်မလို့တိုင်းသူပြည်သားတွေအားလုံးကလည်းဘာမဆိုင်ညာမဆိုင်ဘုရင်ကိုထောက်ခံလိုက်ကြတယ်မိုးလေးကဖိုးဖိုးနဲ့ကြာလာပြီးတော့နေလို့ထိုင်တဲ့ကောင်းတဲ့အချိန်မှာကောင်းငင်ကပန်းမိုးတွေကရွာချလာတယ်ဟာအတိတ်ကောင်းနမိတ်ကောင်းမိုးလေးကလည်းရွာပန်းမိုးတွေကလည်းရွာလာပြီဆိုပျော်လိုက်ကြတာပေါ့ငါတို့အကုသိုလ်တွေကင်းပြီဆိုတော့လူတွေအဲ့ဒီပန်းမိုးလေးရွာပြီးတော့လူတွေစိတ်ဝင်စားနေတဲ့အချိန်မှာထပ်ပြီးတော့လူမှန်သမျှအပြင်ရောက်လာအောင်သွေးဆောင်တဲ့သဘောမျိုးပေါ့ပထမမတ်စီပြားလေးတွေကောင်းငင်မတ်စီပြားလေးတွေကောင်းငင်ကြလာအလူရဲ့ထွက်ကောက်ကြနောက်တစ်ပြားတွေကောင်းငင်လာကြလာပြန်တယ်အလူရဲ့ထက်ပြီးတော့ကောက်ကြပြန်တပြိုင်နဲ့မကြခင်ပဲကြက်ပြားတွေကောင်းငင်ရကြလာရုံပြီးတဲ့နောက်မှာဒီလက်ဝတ်တန်းစာယေရနာတွေကောင်းငင်ရကြလာဒါထူးဆန်းမှုဆိုတာဖြစ်တတ်တယ်နော်မကြခင်ကြားလိုက်တဲ့ငါးမိုးရွာတယ်ဆိုတာငါးကောင်လေးမိုးထဲမှာပါလာတာဘုန်းကြီးတို့ကိုယ်တို့တွေ့ဘူးတာတော့ပဲစီလေးတွေမိုးထဲမှာပါလာတာစကိုင်းမှာတစ်ခါဖြစ်တတ်တွေ့ဘူးတယ်တကယ်ပဲစီလေးတွေပဲဘယ်ကနေဘယ်လိုပါလာတယ်တော့မသိဘူးနော်မိုးရီထဲမှာပဲစီတွေအများကြီးပဲအဲ့ဒါလို့ရှရဏမိုးတွေရွာလိုက်တဲ့အခါမြို့ရှိလူကုန်ဟာအိမ်ပြန်ထွက်ပြီးကောက်ကြတယ်အဲ့ဒီအချိန်မှာမမျှော်လင့်မဲနဲ့နောက်ထပ်ရွာချလိုက်တဲ့မိုးကမိချီကဲမိုးတွေဖြစ်လာရဲတောက်နေတဲ့မိချီကဲမိုးတွေလက်နဲ့မိုးတွေရွာချလိုက်တယ်ပထမလက်နဲ့မိုးတွေရွာချတော့လူတွေဟာတက်နဲ့တန်းတွေထိခိုက်ကုန်တယ်နောက်မိချီကဲမိုးတွေရွာချလိုက်တဲ့အခါတကူလုံးပူလောင်ပြီးနောက်ပြပူမိုးရွာချလိုက်တယ်နောက်တစ်ခါသဲမိုးရွာချလိုက်တယ်အကုန်လုံးဟာအိမ်တွေရောအဆောက်အဦလူတွေရောအားလုံးဟာသဲပုံကြီးရောက်သွားပြီးတော့မြို့ကြီးတစ်ခုလုံးပျောက်သွားတယ်အဲ့ဒီအခြေအနေမျိုးရောက်သွားတယ်အဲ့တော့တစ်ခါအကုသိုလ်လုပ်တဲ့ပုဂ္ဂိုလ်ဟာဒီသူ့ကိုသွေးဆောင်ဖြာရောက်တဲ့အနေနဲ့ကောင်းကျိုးချမ်းသာပေးတဲ့ရောင်နဲ့သွေးဆောင်ပြီးတော့ပေးတတ်တဲ့သဘောရှိပုံရတယ်နော်ကောင်းစားလာတယ်ကောင်းစားလာတော့ဟုတ်ထင်လာမကြရင်ပျက်စီးသွားပြန်မကြရင်ပျက်စီးသွားတယ်အဲ့တော့ဓန္တကီဘုရင်ကြီးနဲ့ကွာတိုင်းသူပြည်သားတွေဟာအကုန်လုံးစစ်သူကြီးရတာရှောင်တိန်သွားလို့လွတ်သွားတယ်နောက်တစ်ခါကိတဝိဇ္ဇယတိကိုတော့တရဘင်ကဆရာကြီးကသူ့တပည့်ကိုယတိနှစ်ပါးကိုကောင်းကင်ကနေပြီးတော့ထမ်းစင်နဲ့လွှတ်လိုက်ပြီးကိတဝိဇ္ဇယတိကြီးကိုလည်းပြန်ပြီးတော့ဟိမန္တာတောင်ဘက်ကိုခေါ်သွားတော့အဲ့ယတိကြီးလည်းဘာမှမထိခိုက်ဘူးဟုတ်စစ်သူကြီးကလည်းပဲလွတ်ရရှောင်လိုက်တဲ့အခါကျတော့သူလည်းပါမသွားဘူးကျန်တဲ့ပုဂ္ဂိုလ်တွေအားလုံးဟာဒီမင်းဆိုမင်းညစ်ကိုသဘောတူလုပ်ပြီးကိုယ်တိုင်လည်းပါဝင်လုပ်တဲ့ပုဂ္ဂိုလ်တွေအားလုံးဟာဒီပျက်စီးဆုံးရှုံးပြီးတော့သွားကြတယ်အဲ့ဒီအဖြစ်ပြက်ကမကြသေးခင်ဖြစ်လိုက်တဲ့အဖြစ်ပြက်အဲ့ဒါကိုမေးချင်တယ်ဘယ်ရောက်တော့ဆိုတော့မေးချင်တာအဲ့တဏ္ဍကိမင်းဟာဒီပြားဘူးငရဲရောက်ရှိပြီးတော့သွားတယ်အဲ့ဒီမှာသူဟာတကူလုံးမိကြီးကဲတွေဖုံးပြီးတော့မိကြီးကဲတွေကြားလိုက်ခန္ဓာကိုယ်လောင်လိုက်နဲ့အဲ့လိုသူကငရဲခံနေရတယ်ဆိုတာကိုတရဘင်ကယတိကြီးကရှင်းပြီးတော့ပြတကိုးနဲ့ယူဆောင်ပြီးတော့တကယ်ငရဲခံနေရပုံကိုပါလူတွေမြင်ရအောင်ပြလိုက်တဲ့အခါမှာအလုံးကအတော်ကြောက်ရွံ့ပြီးတော့
စိတ်မကောင်းဖြစ်ကြတယ်ပေါ့နော်အဲ့ဒါအခုလောလောဆယ်ဖြစ်တဲ့ကိစ္စလို့ဆိုတယ်အဲ့တော့ဒါနဲ့ဆက်ပြီးတော့နာလိကေရမင်းတို့ဣစုနမင်းတို့ကလာဘုမင်းတို့ဆိုတာလေအခုလိုပဲယသိတွေကိုစော်ကားတယ်ယသိတွေစော်ကားတော့လူတွေကတော့ထင်ကြတယ်ယသိတွေကကြိမ်လို့ဒီလူတွေသေးကုန်တယ်လို့ဒုက္ခရောက်တယ်လို့ထင်တယ်အမှန်ကတော့ယသိတွေကမကြိမ်ဘူးမေတ္တာမပြတ်ကြအောင်သူတို့အကုသိုလ်ကြောင့်သူတို့ဖြစ်ယသိတွေပေါ်မှာပြစ်မှားတဲ့အကုသိုလ်စိတ်ကသူတို့အကျိုးပေးတယ်လို့သူတို့ယူရမှာသို့တော့အများကတော့ဣတိနံမနောပရောဒေနယသိတွေပေါ်မှာပြစ်မှားတဲ့စိတ်ကြောင့်ခုလိုဖြစ်ရတယ်လို့ယူမှတ်ကြတယ်ပေါ့နော်ဒါဒီယသိအကြောင်းကိုကိတဝိသယသိအကြောင်းကိုမေကုန်းကိုအခုလိုဖြေလိုက်တယ်ဖြေပြီးတဲ့အခါမှာနာလိကေရမင်းနဲ့ပတ်သက်တဲ့ယသိစော်ကားပုံအကြောင်းလေးကိုဆက်ပြီးတော့ဖြေတယ်ယောတိညတိပပ္ပစီတိအဟိတယိဓမ္မံပနန္တိသမဏေအထုတကေဘယ်သူကိုမှစော်ကားတတ်တဲ့မစော်ကားတတ်တဲ့အကျင့်ကောင်းတဲ့ကိုယ်နှလုံးကိုထိမ့်သိမ်းဆောက်ရှောက်ပြီးမကောင်းမှုအကုသိုလ်တွေကိုရှင်းထုတ်နေတဲ့သူတော်စင်ယသိတွေကိုတရားဓမ္မကိုဟောပြောနေတဲ့သူတော်စင်ယသိတွေကိုပြစ်မှားတဲ့တဏ္ဏလိကေရံသူနခပရထပြစ်မှားတဲ့နာလိကေရဆိုရယ်ဘုရင်ကြီးဟာနောက်ဘဝမှာငရဲခွေးငရဲကြပြီးတော့ခွေးကြီးတွေကကြိုက်စားနေတာကိုသူဟာခံနေရတယ်လို့ခွေးငရဲကြပြီးတော့ခွေးကြိုက်ခံပြီးသေးနေရတယ်လို့သူကဘာလုပ်ခဲ့တာတော့လို့ဆိုတော့သူရဲ့ဇာကြောင်းကဒီယသိသူတော်စင်တွေကသူကကာလင်္ဂတိုင်းဒန္တပူရမြို့မှာအုပ်စိုးတဲ့နာလိကေရဘုရင်အဲ့ဒီမှာဟိမန္တာကကြွလာတဲ့ယသိ900ဆရာယသိကြီးဥဆောင်ပြီးယသိ900ဟိမန္တာကြွပြီးတော့မင်းဥယျာဉ်မှာတရင်သုံးကြတယ်အဲ့ဒီမှာယသိကြီးတွေကတရားဟောတဲ့အခါလူတွေကကြည်ညိုကြတယ်ဘာတရားဟောတာတော့ဆိုသူ့တဲ့မတတ်ဖို့သူဥစ္စာမခိုးဖို့သူတော်ဘာသာမယာမပြစ်မှားဖို့လိမ်မပြောဖို့အယက်သေးစားမတောက်ဖို့ဆိုတဲ့ကိုချင်းတရားနဲ့ပတ်သက်တာတွေဟောတာပါအဲ့တော့လူတွေကကြည်ညိုပြီးတော့ယသိသူတော်စင်တွေစီသွားတော့တရားနာတော့တရက်တော့အဲ့ဒီနာလိကေရမင်းကလူတွေပဲသွားကြတာတော့ဆိုဥယျာဉ်နဲ့ပဲယသိစီသွားတရားနာငါလည်းသွားအောင်မယ်ဆိုပြီးတော့လူတွေကိုစောင့်ခိုင်းပြီးသူကလိုက်သွားတယ်အဲ့ဒီတရက်မှာအဲ့ဒီဘုရင်ကတရားတရားလည်းမရှိဘူးအကျင့်လည်းရုပ်တယ်နော်မတရားလည်းနှိမ့်ဆက်တတ်တယ်စိတ်ကောင်းနှလုံးကောင်းမရှိဘူးအဲ့တော့လူတွေကတော့ယသိတရားနာလိုက်ရင်သူလိမ္မာသွားလိမ့်မယ်လို့ထင်ကြတယ်ပေါ့နော်ဟိုရောက်တဲ့အခါယသိကြီးကဟောတယ်မင်းဆိုတာတရားသဖြင့်တိုက်သူပြည်သားတွေပေါ်မှာအုပ်စုရတယ်ပါဠိပါဒရှောင်ရတယ်သူများဥစ္စာမတရားယူခြင်းမှရှောင်ရတယ်ဆိုအဲ့ဒါတွေဟောတဲ့အခါကျတော့သူစိတ်ဆိုးလာငါရောက်ကြတဲ့ငါအပြစ်တွေကြီးပဲပြောနေသူလှုပ်တာကိုဒါတွေကအကုန်လုံးသူလှုပ်တာတရားတဲ့တတ်ဆိုလဲသူပဲတရားဥစ္စာယူတာလဲသူပဲအဲ့တော့တစ်ချိန်လုံးငါအပြစ်တွေလူချားထဲမှာဆက်ခွဲပြီးတော့ပြောတယ်ဒီရသေးတော့သိစိတ်ပဲဆိုပြီးနောက်တည့်သူနန်းတော်ကိုကြွခဲ့ဖို့ဆွမ်းသားပင့်သွားရသေးတွေအလုံးဆွမ်းသားပင့်နန်းတော်မှာဘာတွေလှုပ်ထားတော့ဆိုရင်မြို့ထဲမှာရှိသမျှမစင်တွေကိုရှာပြီးတော့အိုးတွေတဲ့ထက်လောအောင်ပိတ်ပြီးတော့ထားတယ်နောက်ပြီးတော့နန်းတော်လေကားတွေမှာအစင်းနဲ့ချောစီတွေပေါ့လေခုခေတ်လို့ဆိုလို့ရှိရင်ရှော့ကြနိုင်တဲ့ချော်လဲနိုင်တဲ့အရာတွေအကုန်လုံးအစင်းနဲ့လှုပ်ထားတယ်အဲ့ဒီမြို့မှာဒီလက်ဝိသမားတွေကိုလည်းခေါ်ထားတယ်ရသေးတွေကိုနှိပ်စက်ဖို့ခွေးတွေကိုလည်းအသင့်နန်းတော်မှာစုထားတယ်
အကြိုက်ခဲကောင်းတဲ့ကြိုက်တဲ့ခွေးတွေကိုကွန်ဆုထားရသေးတွေနန်းတော်ကိုရောက်ပြီဆိုတဲ့အခါမှာမစင်အိုးတွေဖွင့်လိုက်တာထောင်းထောင်းထနန်သွားတာအဲ့ဒီမှာရသေးတွေကိုဒီမစင်တွေကိုစားကြဖို့ဆိုပြီးတော့ရသေးသူတော်စင်တွေကအမှန်တန်ဆင်းရဲဒုက္ခကြုံရှာကြတယ်ကြုံရှာလို့နန်းတော်ကပြန်ဖို့ဆင်းကြတဲ့အခါမှာချောစီတွေလောင်းချပြီးလက်ဝဲသမားတွေကတွန်းချတာနဲ့အောက်ရောက်အောက်ကြတော့ခွေးတွေကကြိုက်ကြအဲ့တော့လွတ်သွားတဲ့ရသေးကိုလည်းပဲရိုက်တတ်တယ်အဲ့ဒါလို့ရသေး900ကိုအခုလို့နန်းတော်ပင့်ပြီးတော့စော်ကားလိုက်တာသူကစော်ကားလိုက်တော့အဲ့လိုရသေးတွေစော်ကားပြီးရသေးတွေအားလုံးနဲ့တတ်လိုက်ဖြတ်လိုက်ရောဒီပြင်းကြီးဟာမကြမ်းရဲ့မြေမြူသွားတယ်အဲ့မှာမြေမြူသွားပြီးတော့သူဟာငရဲဘုံရောက်သွားတာခုနပြောတဲ့ခွေးငရဲကြီးမှရောက်သွားပြီးတော့ခွေးတွေရဲ့ကြိုက်မှုကိုခံစားရပြီးအခုသူဟာငရဲခံနေရတယ်ဆိုတဲ့အကြောင်းကိုအလုံးမြင်ရအောင်သရဘင်ကဆရာကြီးကတကိုးနဲ့သူငရဲခံနေရပုံကိုမြင်အောင်ပြသေးတယ်အဲ့ဒါလိုပြပြီးတဲ့အခါနောက်မေကွန်းတစ်ဖုတ်ကိုဖြေတယ်နောက်မေကွန်းကတော့အစ္ဆုနဆိုတဲ့ဘုရင်ဟာအတိတ်တုန်းကဖြစ်ခဲ့တဲ့တမိုင်းကြောင်းမှာအစ္ဆုနဆိုတဲ့မင်းဟာရသေးကိုစော်ကားတယ်စော်ကားလို့သူလည်းမြေမြူသွားတယ်ခုသူဘာဖြစ်နေတယ်လဲသိချင်ကြအဲ့တော့သိချင်တော့မေးတဲ့အခါမှာရသေးကြီးကဖြေတယ်အထစ်စုနောနိရယံတတ္တိသူလေသူဟာလှန်တကြုံနေပေါ်များတဲ့ငရဲမှာတဲ့ဆောက်ထိုးကြပြီးတော့ခံနေရတယ်သူဟာအင်္ဂိရတဆိုတဲ့ယသိကိုနှိမ့်ဆက်လိုက်တယ်အဲ့ဒီယသိဟာအကျင့်ကောင်းပြီးတော့မြတ်သောအကျင့်ကိုကျင့်လို့တိခန့်စိတ်အပြေဝရှိတယ်အကျင့်ကောင်းယသိကြီးကိုတပ်ဖြတ်စော်ကားလိုက်သည့်အတွက်ကြောင့်သူဟာအခုငရဲခံနေရတယ်အဲ့တော့သူဘယ်လိုဒီယသိနဲ့တွေ့တော့ဆိုဒီအစ္ဆုနဆိုတာသူကမြားပြည့်မတန်ကောင်းတဲ့ဘုရင်ကြီးပေါ့နော်လေးများကျွမ်းကျင်နေပြီသူကတောလဲပြီးတော့တောထဲမှာတဲအုံထိုးကသမင်းလေးကိုပြစ်ခတ်ပြီးစားတော့နေတာတဲမှာသူတဲထိုးပြီးတော့သမင်းလေးကိုချောင်းနေတဲ့အချိန်အတိတိနေတဲ့ကာရဆိုတဲ့တစ်ပင်ကာရကိုဒီတစ်ပင်ကိုတရုပ်ဖော်တာတော့မတူကြဘူးပေါ့နော်အဂိတ္တိဇတ်မှာလည်းပဲဒီကာရဆိုတဲ့တစ်ပင်ကိုတရုပ်ဖော်တာရှိတယ်ပမာလို့တော့ဘယ်လိုတစ်ပင်လဲလို့ဆိုတာအသီးတော့အသီးသီးတယ်ပြင်မယ်အဲ့ဒီတစ်ပင်ကအသီးကိုအစ္ဆုနယသိကတစ်ပင်ကွာကြတက်ပြီးတော့တတိစားဖို့တတိခူးတာအဲ့ဒီပတ်ဝန်းကျင်မှာတမင်တွေကလည်းပဲရောက်လာရသေးကတတိခူးပြီးတော့တစ်ကိုင်းကိုလွတ်လိုက်တဲ့အခါမှာတစ်ကိုင်းကနေလှုပ်ရှားရိုက်ခတ်သွားတယ်လားတမင်တွေအကုန်လန့်ပြီးတော့ပြေးသွားကြအဲ့ဒါကိုတော့ထဲမှာတဲအုံဆောက်ပြီးတော့ကြည်နေတဲ့အစ္ဆုနမင်းကဒေါသထွက်တယ်ဒီအသေးကြောင့်ငါပြစ်ကွင်းကတမင်တွေအကုန်လုံးလွတ်သွားပြီပေါ့ဆိုပြီးတော့အဲ့ဒီယသိကိုအစ္ဆုနယသိကိုညာနဲ့ပြစ်ချပြစ်တော့ယသိဟာတပည့်မောကနေပြီးတော့ဆောက်ထိုးကြအောက်ကရှားငုတ်ကြည့်ပေါ်မှာစုပြီးတော့ယသိဟာအဲ့မှာပဲပြန်လွန်သွားတယ်ပေါ့အဲ့လိုဒုက္ခရောက်သွားတယ်သူနှိပ်စက်လိုက်တော့ယသိကတကယ်သူတော်စင်တကိုးကြီးယသိဆိုတော့ယသိကိုတပ်ဖြတ်ညှင်းဆဲလိုက်လို့ယသိဟာတပည့်မောကြငုံစုမြားစုပြီးတော့တေပွဲဝင်သွားရတဲ့အခါမှာအစ္ဆုနဘုရင်ကြီးဟာလည်းပဲယသိသူတော်စင်ကိုပြစ်မှားတဲ့အကုသိုလ်ကံကြောင့်သူလည်းမြေမြူသွားတယ်အဲ့မှာမြေမြူသွားပြီးတော့ဒီငရဲဘုံရောက်သွားတာ
ငရဲရောက်တဲ့အခါကျတော့ငရဲသားတွေကမိဟုံးတောင်းနေတဲ့တောင်းပေါ်ကိုသူ့ကိုမောင်းတင်အပေါ်ရောက်သွားတဲ့အခါကျတော့လေတွေကတိုက်တဲ့အခါအပေါ်ကနေတခါပြုတ်ကြပြန်ပြုတ်ကြတော့အောက်ကသူလှုပ်တဲ့ပုံစံတိုင်းပဲအောက်ကတန်တကြွကြီးတွေကပေါ်လာပြီးတော့သူ့ကိုထိုးဆိုင်တာတန်တကြွကြီးထဲမှာသူကစုဝင်နေတဲ့အချိန်မှာတန်တကြွကလည်းမီးတွေတောက်မြေကြီးကလည်းမီးဟုံးတောက်ပြီးတော့သူ့တကူလုံးမီးရောက်နေနဲ့မီးလောင်ခံပြီးတော့ဆင်းရဲဒုက္ခခံစားနေရတယ်တဲ့အဲ့ဒါကိုလေဒီသရဝေငါဆရာကြီးကသူ့ရဲ့စွမ်းတကူနဲ့မြင်သာအောင်ဖော်ပြီးတော့ပြအဲ့တော့ဣသုဏဘုရင်ကြီးကလည်းငရဲမှာခံနေရတယ်ဆိုတာဖော်ပြလိုက်တယ်ပေါ့ဒီနောက်ဘုရင်တူကတော့ကလာဘူးဆိုတဲ့ဘုရင်အကြောင်းကိုမေးတယ်ဒါလည်းရှေးရခင်ကဖြစ်ခဲ့တဲ့ဟာပေါ့ယောခန္ဓာသောပပ္ပစိတံအစေတယိခန္တိဝဒန္တိသမဏအထုတကံဘယ်သူမှမပြစ်မှားတတ်တဲ့ခန္တီကိုလက်ကင်ထားတဲ့ရသေးယဟန်ကိုသူကစော်ကားခဲ့တယ်လက်ဖြတ်ခြေဖြတ်လုပ်ခဲ့တယ်အဲကလာဘူးဆိုမင်းကြီးသူလည်းပဲတည်သွားတဲ့အခါမှာမဟာပတာပဆိုတဲ့အမတန်ကျန်တဲ့ငရဲမှာကြာပြီးတော့ခုဆရာတို့ကခံနေရတယ်သူကျွန်းလုံးတဲ့အပြစ်ကတော့ဘာတော့ဆိုလို့ရှိရင်သူဥယျာဉ်ထဲမှာခန္တီဝါဒီဆိုတဲ့ယသိတစ်ပါးရှိတယ်အဲယသိကသူကတိခန့်ခြင်းကိုတိခန့်စိတ်ကိုလက်ဆွဲထားပြီးတော့ကျင့်တဲ့ပုဂ္ဂိုလ်ပေါ့တိခန့်ဖို့ပဲဟောတယ်သူကိုယ်တိုင်လည်းတိခန့်တယ်တရက်ကြတော့ဘလို့ဖြစ်ပြတဲ့ကြုံလို့ဆိုဘုရင်ကြီးကဥယျာဉ်ထွက်လာတယ်ဥယျာဉ်ထွက်လာတဲ့အခါမှာမောင်မမိတ်တန်ချမ်းအနေနဲ့ဥယျာဉ်ထဲမှာလှဲ့လေပျော်ပါစားကြတောက်ကြအယက်သေးစားတောက်ဆူတောက်စားပြီးတော့ဘုရင်ကြီးရဲ့မူရစ်အိတ်ချင်လာတဲ့အခါမှာအချမ်းရအမျိုးသမီးတူရဲ့ရှင်ခွေမှာသူအိတ်အိတ်တော့ဘုရင်ကြီးကမကြခင်ပြောသွားတယ်ကြံတဲ့အချမ်းရအမျိုးသမီးတွေကဘုရင်ကြီးအိတ်ပြောနေပြီဆိုပြီးတော့ဥယျာဉ်နဲ့လက်ပတ်ကြည့်ကြတာလက်ပတ်ကြည့်တော့အဲ့ဒီယသိကြီးတွေ့တဲ့အခါမှာယသိကြီးနာဝိုင်းထိုင်ပြီးတော့သူတို့တရားနာကြယသိကြီးဟောတဲ့တရားကိုနာနေကြအဲ့ဒီမှာဘုရင်ကြီးကသူ့ရင်ခွင်ပေါ်အိတ်နေတဲ့အမျိုးသမီးကသူတို့ကတော့ရှောက်သွားတာငါတယောက်တည်းပဲဆိုပြီးတော့သူ့စိတ်ထဲမှာမနာလိုစိတ်ဖြစ်လာတာပေါ့နော်အဲ့တော့ဘုရင်ကြီးနိုးအောင်လုပ်လိုက်တယ်သူနိုးအောင်လုပ်တော့ဘုရင်ကြီးကပယ်သွားကုန်ကြလဲဆိုလိုပဲသူတို့ရှောက်သွားပြီးဟိုယသိတူစီမှာတရားနာနေကြတယ်ဆိုဘုရင်ကြီးကစိတ်ဆိုးတယ်ထလိုက်သွားတယ်အဲ့လိုထလိုက်သွားပြီးတော့ယသိစီရောက်တဲ့အခါကျယသိကိုမေးတာငေါတော့မေးတာပါသူကိုရောဘာဝါရရှိတယ်လဲခန္တီဝါရရှိပါတယ်ပြောတိခန့်နဲ့ဘလို့တိခန့်အောင်ဆဲလဲပြန်မဆဲဘူးရိုက်လဲပြန်မရိုက်ဘူးဘလို့နှိမ့်ဆက်ပြန်မလုပ်ဘူးဆိုတဲ့ဝါရပဲဆိုဟုတ်လားမဟုတ်လားစမ်းကြည့်ရမယ်ဆိုပြီးတော့လူသားသမားကိုဆင့်ခေါ်လိုက်တယ်လူသားသမားလာရင်သူကတင်ပြီးတော့ခုတ်เสียစင်းတီတုံးရယ်ဓာရယ်ရှူလာခဲ့ရတခါလေရှသေကြီးကိုထပ်မေးတယ်ဘာဝတာလဲသိခန့်ဒါဖြင့်အဲ့ဒီသိခန့်နဲ့ဆိုတဲ့ဟာဘယ်နှရှိတုံးဆိုရှာမယ်ဆိုပြီးတော့ဆူရှိတဲ့ကျိန်လုံးနဲ့ကြော်တို့ရင်တို့နံပေနှစ်ဖက်တို့အချက်ပေါင်းများစွာရိုက်အရေးတွေစွတ်ပြတ်နေအောင်ရိုက်ခိုင်းတော့ဘယ်လိုလဲစိတ်ဆိုးလားသိခန့်တော့ငါသိခန့်ပါတယ်ပဲပြောအဲ့ဒါနဲ့လက်ဖြတ်ခြေဖြတ်နှာခေါင်းဖြတ်နှရွက်ဖြတ်အဲ့လိုဖြတ်လေအသေးကြီးကသိခန့်နေဆိုတာငါရင်ထဲမှာရှိတာလက်ထဲမှာမရှိဘူးခြေထဲမှာမရှိဘူးငါရင်ထဲမှာရှိတယ်အဲ့ဒီခန္ဓာကိုရှာမယ်ဆိုလက်ဖြတ်ခြေဖြတ်နှာခေါင်းဖြတ်နှရွက်ဖြတ်တွေအကုန်လုပ်တယ်ဘယ်လောက်သိခန့်တော့ဆိုတော့သူစမ်းသပ်တဲ့ဘောနဲ့လုပ်စော်ကားတာနောက်ဆုံးကြတော့
ရှသိကိုသူလက်လျှော့သွားတယ်သူတလောက်ညှင်းဆဲနေတာတောင်မှပဲရှသိကတိခတ်နေဆိုတဲ့ဝါဒမပြောင်းလဲသည့်အတွက်ကြောင့်ရင်ဘတ်ကိုခြေထောက်နဲ့ပိတ်ခံပြီးတော့ကဲတိခတ်ရင်ခံရောက်တော့ဆိုပြီးတော့ရှသိကြီးကိုစော်ကားပြီးတော့ပြန်ထွက်သွားရှသိကြီးရဲ့မြင်ကွင်းလဲကြော်ရောအဲ့ဒီကလာဘူးမင်းကြီးကလည်းပဲမြေမျိုးသွားပြန်တယ်ခဏိဝရီရဲ့အသေးကိုစော်ကားတာအမှန်ကသူတော်စင်ပုဂ္ဂိုလ်တွေကတိခန့်လေလေလှုပ်တဲ့ပုဂ္ဂိုလ်ဟာပို့ပြီးတော့အပြစ်ဒဏ်ကြီးလေလေဘာနဲ့ဥပမာတူတော့ဆိုရှင်တုံးကိုခေါင်းနဲ့တိုက်ရင်တော့သိပ်မနာဘူးကြောက်တုံးကိုခေါင်းနဲ့တိုက်ရင်နာတယ်ပေါ့ကိုတိုက်တဲ့အရာကမာလေးလေးကိုခံရလေလေပဲအဲ့တော့မာရာရဲ့အပြစ်မဟုတ်ဘူးတိုက်သူရဲ့အပြစ်ပဲဒါသူလှုပ်တဲ့မကောင်းမှုအကုသိုလ်ကြောင့်သူဟာဒုက္ခခံရရတယ်အဲ့ဒီကလာဘူးမင်းကြီးကလည်းမဟာဝီစီငရဲကြပြီးတော့သူဟာကြောက်မဲ့ဖွဲ့ငရဲဒုက္ခကိုခံရရတယ်ဆိုတာဒီတရဘင်ကရှသိကြီးကတရားဟောရင်ပြောပြပြီးတော့ရှသိဆရာကြီးကဧတာနိသုတ်တဝါနိရိယာနိပန္တိတောတဲ့အခုလို့စဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဟာငရဲဒုက္ခတွေအကြောင်းကိုကြားနာရပြီးပြီကိုယ်ကိုငရဲဒုက္ခမရောက်အောင်ကျင့်သုံးနေထိုင်ကြဖို့တရားဟောအညာနိပပိဋ္ဌတရာနိစိတ်ထားတယ်သူတို့တွေမဟုတ်ဘူးတဲ့ငရဲတွေကလည်းဒါတွေမကဘူးတဲ့ငရဲတွေအများကြီးရှိတယ်ငရဲကြနေတဲ့ပုဂ္ဂိုလ်တွေလည်းအများကြီးရှိတယ်ဓမ္မစရိသမဏိပြမဏိသူဒါကြောင့်မို့လို့ကိလေသာတွေငြိမ်းအောင်ကျင့်နေတဲ့ပုဂ္ဂိုလ်ကိလေသာတွေကိုတွန်းလှန်ဖယ်ရှားဖို့ကြိုးစားနေတဲ့ပုဂ္ဂိုလ်အကျင့်ကောင်းနေထိုင်ကောင်းပုဂ္ဂိုလ်တွေပေါ်မှာတရားသဖြင့်ဆက်ဆံကြပါမတရားသဖြင့်သွားလို့ရင်တော့ဧဝံကရောတက်ခိမှုပေတိဌာနတရားသဖြင့်ဆက်ဆံကြပါတရားသဖြင့်ဆက်ဆံမှသာလဲကောင်းရတိဂရိဘုံရောက်နိုင်တယ်မတရားသဖြင့်စောကားဆက်မဲ့ဆိုလို့ရှိရင်တော့အခုလိုပဲငရဲဒုက္ခရောက်နိုင်တယ်လို့တရဘင်္ဂဆရာကြီးကတရားဟောတယ်တဲ့ရောက်နားထောင်လာကြတဲ့တရားမင်းရဲ့ပြိဿမင်းသုံးပါးရဲ့ပြိဿတွေကိုအခုလိုတရားဟောလိုက်တာပေါ့နော်တရားဟောလိုက်တဲ့အခါမှာအလကမင်းရဲ့ဘိမရထမင်းရဲ့ကာလင်္ဂမင်းရဲ့သူတို့သိကျင်တာတွေသိသွားတန်တရားတွေကင်းစင်ပြီးတော့ခြေနှံ့အားရဖြစ်သွားတယ်သူတို့ခြေနှံ့သွားပြီဆိုတဲ့အခါမှာတရားမင်းကြီးကသူမေးချင်တဲ့မေးခွန်းကမကုန်သေးဘူးသူမေးခွန်းကပထမ3ခွန်းမေးထားတယ်မေးထားလို့အဖြေရပြီးပြီနောက်ထပ်သူကမေးခွန်းတွေထပ်မေးချင်သေးတယ်အဲ့တော့မင်းနေမေးချင်တဲ့မေးခွန်းကိုသူကအရင်မေးပေးလိုက်တယ်အဲ့ဒါဖြေပြီးတဲ့အခါမှာတရားမင်းကြီးကသူ့မေးခွန်းကိုသူဖြေဖို့သူ့မေးခွန်းကိုဆက်ပြီးတော့တရဘင်္ဂယတိကြီးကိုမေးပြန်တယ်သူပါတိတံအနုမောဒိယာနာအဉ္ဉံတံပု္ပ္ပာမိတရေငါပြုဟိအိုရှင်ယတိကြီးရှင်သေကြီးရဲ့ဖြေဆိုချက်မှန်ကန်စွာဟောပြောချက်တွေကိုကျွန်ုပ်ဝမ်းမြောက်ဝမ်းသာဖြစ်ပါတယ်တဲ့အဉ္ဉံတေပု္ပ္ပာမိနောက်တခြားမိကုန်းမေးပြရစေအောင်တဲ့တရေငါပြုဟိအဲ့ဒီမိကုန်းကိုလည်းပဲဖြေဖို့တိုက်တွန်းပါတယ်ဖြေပေးပါဆိုပြီးသူမိကုန်း၄ပုဒ်ထပ်ပြီးတော့မေးတယ်သူမေးတဲ့မိကုန်းကကထံဝိတံသီလဝန္တံဝဋ္ဌန္တိဘယ်လိုရည်ချင်းနေနဲ့ပြည့်စုံမှသီလရှိသူတို့ခေါ်နိုင်တာလဲဘယ်လိုအနေထားရှိမှသီလရှိသူလို့သတ်မှတ်နိုင်တယ်လဲဒါတခုကထံဝိတံပညာဝန္တံဝဋ္ဌန္တိဘယ်လိုအခြေအနေတွေရှိမှပညာရှိသူလို့ခေါ်နိုင်ပါသလဲကထံဝိတံတပ္ပုရိတံဝရဏိဘယ်လိုရည်ချင်းနေနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်မှသူတော်ကောင်းလို့ခေါ်နိုင်ပါသလဲကထံဝိတံနောတိရိနောဇဟတိဘ
ယ်လိုရည်ချင်းနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ကျက်တရေကစွန့်ခွာမသွားတယ်လေဆိုလိုတာဘယ်လိုရည်ချင်းနဲ့ပြည့်စုံမှကျက်တရေအမြဲရှိနိုင်တယ်လေနော်အဲ့ဒီမေခွန်းလေးပုဂ္ဂိုလ်သူမေးချင်တဲ့မေခွန်းလေးပုဂ္ဂိုလ်ဆက်မေးတယ်တရားမင်းအဲ့ဒီမေခွန်းလေးပုဂ္ဂိုလ်သရဘင်္ဂဆရာကြီးကဆက်ပြီးတော့ဖြေတယ်ဘယ်လိုအခြေအနေတွေရှိတဲ့ဘယ်လိုရည်ချင်းတွေနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်သီလရှိသူလို့ဆိုနိုင်ပါသလဲဆိုတဲ့မေခွန်းနဲ့ပတ်သက်ပြီးဖြေတဲ့အခါမှာကာယေနဝါစာယသယောဓတင်ညတောမနတ္တာသကိဉ္စိနကရောတိပပံသီလရှိတဲ့ပုဂ္ဂိုလ်ဆိုတာတဲ့ကာယကံကိုလည်းစောင့်ထိန်တယ်ဝစီကံကိုလည်းစောင့်ထိန်တယ်စိတ်ကိုလည်းစောင့်ထိန်တယ်စိတ်နဲ့လည်းမကောင်းမှုအကုသိုလ်မလုပ်ဘူးမကြံတွေးဘူးနှုတ်လည်းနဲ့အကုသိုလ်ဖြစ်အောင်မပြောဘူးကာယကံမြောင်လည်းအကုသိုလ်မလုပ်ဘူးစောင့်စည်းတယ်နာအတ္တဟေတုအလိကံပနတိတယ်အကုသိုလ်ထဲမှာအဖြစ်များတဲ့အကုသိုလ်နဲ့ရည်ညွှန်းပြီးတော့ကိုယ့်အတွက်လည်းလိမ့်မပြောဘူးသူ့အတွက်လည်းလိမ့်မပြောဘူးပစ္စည်းဥစ္စာအတွက်လည်းလိမ့်မပြောဘူးဘသူ့အတွက်မှလိမ့်မပြောဘူးတဲ့ပြောရင်မှန်မှန်ကန်ကန်ပဲပြောတယ်ဆိုလိုတာကကိုယ်နှုတ်နှလုံးသုံးပါလုံးမှာအကုသိုလ်အလုပ်ကိုလုံးဝမလုပ်ဘူးတဲ့ကာယကံစောင့်ထိန်တယ်ဝစီကံစောင့်ထိန်တယ်မနောကံစောင့်ထိန်တယ်အကုသိုလ်မှုတစ်ခုမှမလုပ်ဘူးတဲ့အဲ့ဒီလိုကာယကံဝစီကံမနောကံစာထိမ့်သိမ့်ဆောက်ရှောက်ပြီးအကုသိုလ်ကင်းအောင်နေတဲ့ပုဂ္ဂိုလ်မျိုးတထာဝိတံသီလဝန္တဝဋ္ဌန္တိအဲ့လိုပုဂ္ဂိုလ်မှာကိုချင်းသီလနဲ့ပြည့်စုံတယ်လို့ဆိုလို့တယ်လို့ဆိုအဲ့တော့သီလဆိုတာကကာယကံနဲ့ဝစီကံကိုထိမ့်သိမ့်တယ်လို့ဒီလိုသိထားကြတယ်စိတ်ကိုထိမ့်သိမ့်တာသီလမဟုတ်ဘူးလို့များဖြင့်ဒီလိုဆိုတာပေါ့နော်သို့တော်လည်းအိန္ဒိယသံဝရသီလဆိုတာမျိုးကြတော့စိတ်ကိုထိမ့်ရတာစိတ်ကိုပဲထိမ့်လာရတာပေါ့အဲ့တော့သီလဆိုတာကအဓိကကတော့ကာယကံကျွလွန်မှုဝစီကံကျွလွန်မှုမရှိရအောင်ထိမ့်သိမ့်တတ်တာအမှန်ပဲအဲ့တော့စိတ်ပါထိမ့်တဲ့အခါမှာဒီသီလဟာပို့ပြီးတော့ပြည့်စုံလုံလောက်လာတယ်ပေါ့တရဘင်္ဂဆရာကြီးကဖြေလိုက်တာတကယ်မြတ်စွာဘုရားကိုယ်တိုင်ဖြေတဲ့အဖြေမျိုးပဲသူဖြေတာကာယကံမြောင်းလဲအကုသိုလ်မလုပ်ဘူးနှုတ်လဲအကုသိုလ်ဖြစ်အောင်မလုပ်ဘူးကာယကံနဲ့အကုသိုလ်ဆိုတာအလုံးသိကြတဲ့အတိုင်းသူများတဲ့တတ္တာသူများဥစ္စာခိုးယူတာသူတော်တမယာစော်ကားတာဒါကာယကံမြောင်းအကုသိုလ်တွေလို့ခေါ်တယ်ဝစီကံမြောင်းအကုသိုလ်ဆိုတာလိန်ပြောတာတူနဲ့တူမတက်အောင်ဂုံချောတာဆဲတာရေးတာရိုင်းရိုင်းပြပြပြောတာအကျိုးမရှိတဲ့စကားတွေကိုပြောတာအဲ့ဒါဝစီကံနဲ့အကုသိုလ်ပဲမနောကံနဲ့အကုသိုလ်ကြတော့သူများပစ္စည်းကိုရလို့တဲ့လောဘသူတစ်ပါးဒုက္ခရောက်စေခြင်းနဲ့ဖြာပါတာဆိုတာကင်းတာဒါမနောကံနဲ့အဲ့ဒီလိုကာယကံဝစီကံမနောကံနဲ့ပတ်သက်ပြီးတော့မကောင်းမှုကိုလုံးဝမလုပ်တဲ့ပုဂ္ဂိုလ်မျိုးတဲ့လူတွေဟာတခါတရံကြတော့ကိုယ့်အတွက်လိမ့်တတ်ကြတယ်သူများအတွက်လည်းလိမ့်တတ်ကြတယ်ပစ္စည်းဥစ္စာအတွက်လည်းလိမ့်တတ်ကြတယ်တခုခုကြောင့်လိမ့်တတ်တယ်လိမ့်ပြောတတ်တယ်သီလရှိတဲ့ပုဂ္ဂိုလ်ဟာကိုယ့်အတွက်ဖြစ်စေသူများအတွက်ဖြစ်စေငွေကြေးဒနာအတွက်ဖြစ်စေဘယ်တော့မှမလိမ့်ဘူးတဲ့အဲ့ဒီပုဂ္ဂိုလ်ဟာသီလရှိသူပဲလို့သူပြောတယ်ဒီအဖြေကိုပေးလိုက်တယ်နော်နောက်ဒုတိယမေခွန်းရဲ့အဖြေကကထံဝိတံပညာဝန္တံဝရန္တိပညာရှိတဲ့ပုဂ္ဂိုလ်ဆိုတာဘလို့ရည်ချင်းနဲ့ရှိတဲ့ပုဂ္ဂိုလ်တွေလဲလို့ဆိုတရဘင်္ဂဆရာကြီးကဂံဗီရပညာမနတာဘိစိန်တရားနစ္စာဟိတံကမ္မကရောတိလုထံအဲ့တော့ပညာရှိတဲ့ပုဂ္ဂိုလ်ဆိုတာစိတ်ကူးကြံစည်ထားတဲ့လေးနဲ့တဲ့ပညာရက်တွေကိုဖြစ်ဆိုနိုင်တဲ့အရေးချင်းရှိရမယ်လေးနဲ့တဲ့မိဂုံတွေလေးနဲ့တဲ့တရားဓမ္မတွေကိုသိနိုင်တယ်သိတယ်နစ္စာဟိတံကမ္မကရောတိလုထံရက်ဆက်ကြမ်းကြုတ်ပြီးတော့အကျိုးစီးပွားကိုမဖြစ်စေတတ်တဲ့အလုပ်မျိုးဘယ်တော့မှမလုပ်ဘူးပညာရှိတဲ့ပုဂ္ဂိုလ်ဆိုတော့သူများဒုက္ခရောက်အောင်လည်းမလုပ်ဘူးကိုယ်ဒုက္ခရောက်အောင်လည်းမလုပ်ဘူးဆိုလို့
ကာလကတံအထပဒနာရိစတိအချိန်ခါသိရောက်လာတဲ့အကျိုးရှိတဲ့ကိစ္စမျိုးဘယ်တော့မှလွတ်မခံဘူးပညာရှိတဲ့ပုဂ္ဂိုလ်ဟာတထဝိရပညာဝတ္တံပညာဝတ္တံဝရန္တိအဲ့ဒီလိုအခြေအနေမျိုးဂုဏ်ကြီးမျိုးနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်မှာပညာရှိလို့သတ်မှတ်ပါတယ်အဲ့တော့မေးတဲ့မေးခွန်းတွေကလည်းပဲလေးလေးနက်နက်စဉ်းစားတာတွေကလည်းလေးလေးနက်နက်လေးနဲ့တဲ့မေးခွန်းမေးတတ်တယ်လေးနဲ့တဲ့မေးခွန်းစဉ်းစားတတ်တယ်လေးနဲ့တဲ့အတွေးခေါ်တွေကိုတွေးခေါ်တယ်အကျိုးမရှိတဲ့အလုပ်ကိုဘယ်တော့မှမလုပ်ဘူးအကျိုးရှိတဲ့အလုပ်ကိုလုပ်တယ်ရက်စက်တဲ့အလုပ်မျိုးကိုဘယ်တော့မှမလုပ်ဘူးနော်အချိန်ကာလျော်ဆိုအခွင့်အရေးတစ်ခုရလာလို့ရှိရင်အခွင့်အရေးကိုလက်မလွတ်အောင်ကောင်းကျိုးရအောင်ကြိုးစားတတ်တယ်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးမှတကယ်ပညာရှိတဲ့ပုဂ္ဂိုလ်လို့ခေါ်ပါတယ်လို့ဒါတရဘင်္ဂဆရာကြီးကဖြေလိုက်တဲ့အဖြေတစ်ခုပဲအဲ့တော့သီလရှိတဲ့ပုဂ္ဂိုလ်ဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးလဲပညာရှိတဲ့ပုဂ္ဂိုလ်ဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးလဲလို့ခြုံငုံပြီးတော့ဖြေလိုက်တာအဲ့ဒီအဖြေနှစ်ခုပါမြတ်စွာဘုရားလက်ထက်ရောက်လို့ဘုရားဖြေတဲ့အခါမှာလဲဒီအဖြေမျိုးပဲဖြေတာဖြစ်တယ်ပေါ့အဲ့တော့ဒီကနေ့လဲဒီနားမှာပဲအချိန်စိတ်လို့ရပ်တန့်ပြီးနောက်ရက်ကျမှဆက်ပြီးတော့ဟောကြရအောင်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့တရဘင်္ဂဆရာကြီးဟာတရားမင်းကြီးမေးသမျှမေးခွန်းတွေကိုရှင်းလင်းပြတ်သားစွာယခုလိုဖြေဆိုခဲ့တာဖြစ်တယ်သူရဲ့ဖြေဆိုချက်အနှစ်သာရတွေကိုနိုင်ယူမှတ်သားပြီးမိမိတို့ကိုယ်တိုင်သီလရှိသူဖြစ်အောင်ပညာရှိသူဖြစ်အောင်ကြိုးစားအထောက်ကြမှာဖြစ်တယ်လို့ကိုယ်စီနှလုံးထားပြီးကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း